ပိုကောင်းတာတွေဖြစ်လာဖို့အောင်မြင်ခြင်းဘာကိုလောက်ပါစတဲ့အောင်မြင်ခြင်းနည်းလမ်းတွေကိုကျွန်တော်မပြောတတ်ဘူးဒါပေမဲ့ကိုကျွမ်းကျင်တဲ့အလုပ်နဲ့ပတ်သက်ပြီးဒီနေ့ထက်ပိုကောင်းတဲ့အကြံစီစိတ်ကူးတွေမနှက်ဖြန်တိုင်းမှာဖြစ်ပေါ်လာစေဖို့အောင်မြင်ကြီးဝါနေသူတွေဘလို့လောက်ကြလဲဆိုတာတော့ဘုသူတမျှခြင်းတယ်ကျွန်တော်ငယ်ငယ်ကိုရင်ဘဝကမန္တလေးမဟာမြိုင်စာသင်တိုက်ကိုရောက်ခဲ့တယ်ဆရာတော်ကြီးတွေကဆုံးမသည်မှာယဟန်တန်ဃာတွေဟာအလူရှင်တွေရဲ့စေတနာမေတ္တာကိုတုံ့ပြန်သောအနေဖြင့်မေတ္တာပို့ပရိပဋ္ဌာန်းရွတ်တာကိုအမြဲလုပ်ရမယ်လို့ပါငယ်ငယ်ကနေပါလာတဲ့အကျင့်ကအခုအချိန်ထိမြဲနေတယ်နေ့စဉ်မှာမေတ္တာပို့ပရိပဋ္ဌာန်းမရွတ်ဖတ်ရသေးလျင်တခုခုလိုနေတယ်လို့အမြဲခံစားရတယ်မေတ္တာပို့ပရိပဋ္ဌာန်းရွတ်နေတဲ့အချိန်မှာစိတ်ကဟိုဒီဒီမရောက်ပဲငြိမ်နေတော့ကိုယ်အလုံးနဲ့ပတ်သက်ပြီးပိုကောင်းတဲ့အကြံအစီတွေရလာတယ်ရင်ဆိုင်နေရတဲ့ပြဿနာတွေကိုဘယ်လိုအကောင်းဆုံးဖြေရှင်းရမလဲဆိုတဲ့အဖြေတွေရလာတယ်။ပါဇက်ကတော့ဖျားစာရွတ်နေတာပဲ။ကျွန်တော်မှဒီအတွေ့အကြုံကရှိနေတယ်။အောင်သမားကြီးဦးအောင်ကပြောတယ်။သူဟာစုညံမှုမရှိတိတ်ဆိတ်ငြိမ်သက်ပြီးပူပင်မှုမရှိစိတ်အေးချမ်းစွာဖျားရှိခိုးတရားထိုင်တဲ့အခါများမှာသူ့အလုံးနဲ့ပတ်သက်ပြီးပိုကောင်းအောင်ဘယ်လိုလုပ်ရမလဲဆိုတဲ့အကြံအစီတွေထွက်ပေါ်လာတယ်တဲ့ဒါကတစ်ချက်ဆရာကြီးရွှေဦးတောင်းရေးတဲ့အကြံဉာဏ်ဖြစ်ကြီးပွားရေးစာအုပ်ထဲမှာပညာရှင်ကြီးတဦးဟာလူတွေကသူတို့စီးပွားရေးနဲ့ပတ်သက်ပြီးဘယ်လိုပိုကောင်းအောင်လုပ်ရမလဲလို့အကြံဉာဏ်လားတောင်းရင်ပိတ်စိတ်ငြိမ်သက်တဲ့အခန်းထဲမှာဘီတပွင့်ထွင်ပြီးမျက်လုံးမိတ်အာယုံစိုက်ကအကြံဉာဏ်ကောင်းတွေထွက်ပေါ်လာအောင်လုပ်ယူတယ်လို့ဖတ်လိုက်ရတယ်ကျွန်တော်တို့မှာရှိတဲ့အတွေ့အကြုံတွေအတွေးအမြင်တွေနဲ့အချို့ပြဿနာတွေကိုကိုယ်တိုင်ဖြေရှင်းလို့ရတယ်ပူပန်မှုတွေများပြီးစိတ်လောနေလို့သာကိုယ်အစွမ်းအစကိုသတိမထားမိတာပါအဲ့ဒီတော့ကိုယ်အစွမ်းအစကိုထုတ်ယူဖို့အတွက်ကျွန်တော်တို့ online သုံးတာခဏရက်ရပါမယ်တနေ့9နာရီလောက် online သုံးတဲ့သူက9မိနစ်လောက်အာရုံစူးစိုက်ဖို့ကိုမနေ့ကြိုးစားရတယ်လို့စစ်တမ်းတွေကဆိုထားပါတယ်ကျွန်တော်တို့ဟာတိတ်ဆိတ်တဲ့နေရာဖျားသင်ရှေ့မှာပူပင်မှုတွေလျှော့ချပြီးပြေးလွှားနေတဲ့စိတ်ကိုအနာပေးကအာရုံစူးစိုက်ရင်ပိုကောင်းတဲ့အကြံဉာဏ်တွေရအောင်လုပ်ကြတာပေါ့အောင်သမားကြီးဦးကောင်ကဆရာကြီးရွှေဦးတောင်းရဲ့အကြံဉာဏ်ဖြစ်ကြီးပွားရေးစာအုပ်ဟာသူ့ဘဝရဲ့လမ်းပြမိရင်ဖြစ်ပြီးသူဟာစာအုပ်ထဲမှာပါတဲ့ဤစနစ်တွေအတိုင်းလိုက်ပါလှုပ်ဆောင်တယ်လို့ခဏခဏပြောပါတယ်